လူတယောက်ဟာတန်ကွင်းတစ်ခုတည်းခေါင်းညံ့နေပြီးအနှဲငယ်လှုပ်ရှားလိုက်တာနဲ့အသက်ပေးစိုးရင်ရတဲ့အခြေအနေမှာရှိနေပါတယ်။သူအားနှဲနေတာကိုမြင်တော့ရန်သူကဝမ်းသာအားရလောင်းကျုံရဲမောခဲ့ပါတယ်။ဒီလိုအန်ဒီရဲ့ရားမှာလဲထိုလူဟာတီတီငိမ့်ငိမ့်နဲ့ပဲတရားစာတွေကိုရွတ်ဖတ်နေခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုရန်သူခေါင်းဟာလဲအလားတူတန်ကွင်းတစ်ခုထဲမှာညှက်မိသွားပါတော့လေ။တန်ကွင်းကတဖြည်းဖြည်းတင်းကျပ်လာတဲ့အခါရန်သူဟာဘလို့ရပ်တန့်ရမယ်မထီပဲထိတ်လန့်တုန်လှုပ်သွားပါတယ်။ထိုလူကတော့ရွတ်ဖက်ခြင်းကိုဆက်လုံနေပြီးရန်သူရဲ့တပ်ဖြတ်လို့တဲ့စိတ်ရိုင်းတွေကိုစွန့်လွတ်ထိုးတိုက်တွန်းနေခဲ့ပါတယ်။ဒါပေမဲ့ရန်သူကနားမထောင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့အသက်ရှင်လို့ဇောနဲ့ရန်သူဟာသူ့ရဲ့အချမ်းဖန်မှုတွေကိုရပ်တန့်ထို့သဘောတူလိုက်တဲ့အတွက်တန်ကွင်းကလည်းသူ့အသက်ကိုချမ်းသာပေးသလိုမျိုးပြန်လျှော့ပေးခဲ့ပါတယ်။ဒါပေမဲ့ထိုလူကသူ့ရဲ့ယာလက်နံကိုလှုပ်ခါလိုက်တာနဲ့သူ့ခေါင်းပေါ်ကတန်ကွင်းကပွင့်ထွက်သွားတဲ့အတွက်ရန်သူဟာမယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့ရပါတယ်။ဒီမှာတဲ့ရန်သူဟာလုံးဝအရှုံးပေးသွားပြီးတိုက်ပွဲကိုငြိမ်းချမ်းစွာအောင်နိုင်ခဲ့တဲ့ထိုလူဟန်မှလုံးဝဒူးထောက်အညံ့ခံသွားပါတော့တယ်